အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ AGE Horror Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီဘက်မှာတော့ကြောက်စရာရန်ကောင်းတဲ့ဒီထိုင်းတေးကားတကားနဲ့ကျွန်တော်မိတ်ဆက်ပေးရှင်တာပေါ့နော်ထိုင်းတွေကတော့ဒီတေးကားဆိုတဲ့နေရာမှာငါတို့ထိုင်းတွေကအမြဲတမ်းနံပါတ်1ဖြစ်နေတဲ့ဆဲပဲဆိုတဲ့ဟာကိုတက်တေထက်ပြထားတဲ့ဇက်ကားလေးတကားလို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီဇက်ကားလေးထဲမှာဒီထိန်းလန့်စရာကြောက်လန့်စရာတွေဒေါသထွက်စရာပြီးတော့တနာစရာဝမ်းနည်းစရာအကုန်ကိုစုပ်လုံးစီအောင်ပါနေဗျဒီကားလေးကတေးကားတွေရဲ့ထုံးစံအတိုင်းလာတယ်ဆိုပေမဲ့လည်းဒီစက်တုံးလေးတွေများတယ်ဗျဘယ်လိုပြောရမလဲကျွန်တော်တို့ဒီချိန်တောင်တဲ့အထင်းမှာဗျာကျွန်တော်တို့ဟိုပမာကတကားရှိရလေချီဆိုတာအဲ့ချီဆိုတာမြစ်တန်နဲ့ချီရဲ့ကြိုးကပုံမြဲတယ်ဆိုတာချင်းချင်းနဲ့ချီရဲ့ကြိုးကလည်းပုံမြဲတယ်ဆိုတာမျိုးလို့ပေါ့ဒါပေမဲ့အဲ့လိုချီရဲ့အထင်းမှာကြောက်စရာကောင်းလောက်အောင်ပဲဒီနောက်တပွားအထိရောက်သွားအထိတိုင်အောင်အဲ့စက်လုံးကမပြေဘင်းနဲ့ဘယ်လိုပြောရမလဲဆက်လက်ပြီးတော့စက်တုံးမပြတ်သေးဘူးပေါ့နော်အဲ့လိုမျိုးဆက်နေတဲ့ဇက်ကားလေးဗျာတော်တော်လေးကြောက်ဖို့ကောင်းပါတယ်ဒီဇက်ကားလေးကတော့ဒါ2025ခုနှစ်ကယုံတင်ထားတဲ့ Our House ဆိုတဲ့ဒီဇက်ကားလေးပဲဖြစ်ပါတယ်ဒီကစကြည့်တော့မင်းသားကအဲ့အိမ်ကိုဘာကြောင့်ဒီလောက်ထိဆွေးလန်းနေရတာလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရအောင်စဉ်းစားကြည့်ဗျာဒီမိန်းမနဲ့ကလေးလောက်သူ့ဘောမှာအရေးကြီးတာရှိမလားဒါပေမဲ့ तू ကအဲ့ထက်ကိုမှ तू ကအဲ့အိမ်ကိုပို့ပြီးတော့အရင်ဆွေးလန်းနေပေါ့နော်ဒီကားကိုကျွန်တော်တို့မိတ်ဆွေတို့အဆုံးထိကြည့်ဖို့ကျွန်တော်ကညုံပေးနေတာပေါ့နော်ဆိုတော့ဒီကားအဆုံးထိကြည့်မှလည်းဇက်ရလေးဇက်ကားမျိုးဖြစ်ပါတယ်ဒီဇက်လန်စမှာတော့ဒီကိုဝင်ရှိနေတဲ့မိန်းမနဲ့ယောက်ျားဖြစ်သူတို့ဒီလင်မြန်းစုံတွေကနေပြီးတော့ဒီအိမ်လေးတစ်လုံးသွားကြည့်တာပေါ့ဗျာအိမ်လေးတစ်လုံးသွားကြည့်တော့အဲ့အိမ်အပေါ်ထက်ကိုမိန်းမဖြစ်သူကရောက်တဲ့အခါမှာအဲ့အိမ်ဒီဘက်ဘေးအိမ်ပေါ့နော်ဘေးကွန်တာပေါ့ဗျာဘေးကွန်တာကနေပြီးတော့ဟိုဘက်အိမ်လေးမြင်ရတာပေါ့အဲ့ကွန်တာအိမ်ဟိုဘက်အိမ်ကိုသူကရိုးရိုးအရိတ်တိတ်ဒီအရေးလေးတစ်ခုလိုမျိုးသူမိန်းမဖြစ်သူကမြင်လိုက်ပါတယ်မြင်တဲ့အဲ့အချိန်မှာပဲသူကဖြည်းဖြည်းကြောက်ပြီးနောက်ဆုတ်လာတဲ့အခါမှာဒီကျမ်းမြင်ပေါ့အဲ့ကျမ်းမြင်မှာဒီကုတ်ရာတွေအများကြီးတွေ့တယ်ဗျာအဲ့ကုတ်ရာတွေသူကအပေါ်ကနေပြီးတော့ဒီကော်စောပေါ့ဒီအမွေးပေါ့ကော်စောနဲ့သူကဖုံးထားတာပေါ့ဆိုတော့အဲ့ဒါကိုပွေးသားဖြစ်သူကမြင်တော့အော်ဒါကအရင်အိမ်ပိုင်ချိန်ကခွေးမွေးဖူးတယ်ပေါ့နော်ဆိုတော့ဒါကိုလည်းသူတို့ပြေးလေအောင်ပြန်လုပ်ပေးမယ်ဆိုပြီးတော့ဆွေးဆောင်တာပေါ့နော်ဒါသူတို့ဘက်ကတော့အိမ်ပွေးသားဆိုတော့အိမ်ရောက်ဖြစ်မှာဆိုတော့လေအိမ်မပြောင်းခင်မှာလည်းသူတို့အိမ်ဒီကိုပြောင်းရှင်းမလာခင်မှာအိမ်တင်းရှင်းလေးတွေလှုပ်တယ်ပစ္စည်းတွေစင်တာမျိုးလေးတွေရှိတယ်တခါမတင်ကားလို့ဆိုပြီးတော့သူမိမအမေပေါ့နော်ရောက်မှဖုန်းကြီးတွေနဲ့နေပြီးတော့တအိမ်လုံးကိုဒါစစ်ဆေးတာပေါ့နော်ဖုန်းကြီးတွေကေမကောင်းဆိုးဝင်းနေရှိပြီးနေထိုင်ဖို့အဆင်ပြေမပြေအဲ့လိုမျိုးစိတ်သက်သက်နဲ့ဆရာတော်ကအဆင်ပြေတယ်ဆိုမှသူတို့နေဖို့ဆုံးဖြတ်ခဲ့တာပေါ့နော်ဆိုတော့သူတို့စိတ်ထဲမှာထူးခြားနေတာကဘယ်လိုပြောရမလဲအဲ့ဒီအိမ်မဟုတ်ဘဲနဲ့အဲ့အိမ်ပဲဝင်နေရှစ်အိမ်ကအဖွားကြီးပေါ့နော်ရှစ်အိမ်ကအဖွားကြီးကိုဒီအိမ်လာပြင်တဲ့လူတွေကလည်းပြောတာပေါ့နော်အဖွားကြီးကဘယ်လိုလဲဆိုတော့သူတို့စိတ်လေးတောက်နေတဲ့အချိန်မှာကဲနေတော့တွားကြဒီအိမ်ကဝေးရအောင်တွားနင်တို့အခုထွက်သွားဆိုပြီးတော့အော်ဟစ်တဲ့ပုံစံမျိုးကိုပြောတယ်ပေါ့နော်မိမအိမ်ပြောင်းမလာခင်မှာလဲ तू ကတော့အဲ့အိမ်မနေလာဘူးတင်ရှင်းလုံးနေဆိုတော့မိမအိမ်မပြောင်းခင်နေ့ကလည်းထူးထူးဆန်းအဖွားကြီးကိုမြင်တယ်ပေါ့နော်အဖွားကြီးသူ့အိမ်ကနေပြီးတော့ဒီ net word စားလာအဲ့လိုမျိုးအရှုံးနဲ့တက်တင်နဲ့ကနေရအောင် तू မြင်တယ်ပေါ့ဒီလိုနဲ့သူတို့အိမ်ပြောင်းလာပြီးတနေ့မှာယောက်ျားဖြစ်သူကအင်ရှင်းမှာဒီခြံတကားဝန်းရှိမှာဒီလုံချုံကြီးတယောက်ထိုင်ပြီးမုံစားနေတာကို तू မြင်နေပေါ့နော်မြင်တော့ तू ကအဲ့မှာတော့ပြောတော့ချက်ချင်းမြအိမ်ကနေပြီးတော့ရှစ်အိမ်ရှင်းမျက်နှာစာကနေပြီးတော့ချက်ရှိထွက်လာတယ်ချက်ချင်းမရှိတော့အဲ့ဒီအချိန်မှာပဲမင်းသားလုံချုံကြီးကတော့မေးတာပေါ့အဲ့လိုမျိုးတွေဖြစ်နေတယ်ဘာလို့ဒီလိုမျိုးဖြစ်တာလဲဆိုတော့ခဏခဏတွေ့နေရတယ်ဆိုတော့စုံစမ်းရင်းနဲ့ဒါအရင်ကြောက်စရာကောင်းတဲ့ဇလန်တစ်ခုကိုတီးခဲ့ရတာပေါ့ဗျာအဲ့လုံချုံကြီးကအရင်တော့တေးခဲ့တဲ့လူတယောက်ပေါ့မကျွတ်မလဲပင်နဲ့ तू ကအခုထိလဲဒီအဲ့ဒီအိမ်ယာတွေကိုလုံချုံရဲ့အနေနဲ့စစ်ဆေးနေတုန်းပဲဆိုတော့အဲ့လုံချုံရဲ့ကိုအဲ့သူ့ချန်ရှိကနေရာမှာနေရာထားပေးထားတာပေါ့နော်အိမ်ကအဖွားကြီးကဆိုတော့အဲ့မှာဒီကောင်ကပောက်ကွဲပြီးတော့ပြန်လာပြီးတော့အဲ့ဒီဟိုဟာတွေကိုဆွဲနှုတ်ပါညာပေါ့အဲ့ဒီအချိန်မှာအဲ့လုံချုံရဲ့တေးကပေါ်လာတယ်သူ့ရဲ့ဟိုဟာတွေကိုဆွဲနှုတ်နေတဲ့အချိန်မှာပေါ်လာပြီးတော့မှ तू ကအဲ့တိုင်ကိုဆွဲနှုတ်လိုက်တော့မှအဲ့လုံချုံရဲ့တေးကြီးကပျောက်တော့တာပေါ့နော်ဆိုတော့တစ်ဖက်မှာလည်း तू မိန်းမဖြစ်သွားဒီအဲ့ဘေးကအင်ဂျင်နီယာဝတ်ထားတဲ့မိန်းမတယောက်နဲ့ခင်မင်နေပြီဆိုတဲ့အကြောင်းလည်းသူယောက်ျားကိုပြောတာပေါ့နော်ဆိုတော့အဲ့ဒီညမှာပဲစပြီးတော့ तू ကမိန်းမဖြစ်သူနဲ့ယောက်ျားပြီးတော့ TV ထိုင်ကြည့်နေတဲ့အချိန်မှာမိန်းမဖြစ်သူကသူ့ယောက်ျားကို TV ရီမို့နဲ့ကောက်ထုလိုက်တာပေါ့ဗျာရုပ်ချီထားပြီးတော့ဆိုတော့ကျွန်တော်လှန့်သွားတယ်ဗျအေးအရင်အချင်းနေတဲ့လင်မြန်းတွေကဘလို့ဖြစ်လို့အဲ့လိုမျိုးဖြစ်တာပေါ့နော်ဆိုတော့မိန်းမကလည်း तू မထုဘူးပေါ့ဘာဖြစ်သွားမှမသိဘူးယောက်ျားကတော့စိတ်ဆိုးတာပေါ့ဗျာသူမိန်းမအကြောင်းရင်းမရှိဘဲနှာခေါင်းကိုထားပြီးတော့ TV ရီမို့နဲ့ကောက်ထုတယ်ဆိုပြီးတော့ तू ကတော့စရင်တော့ထင်တာပါဒါပေမဲ့မိန်းမကတော့နည်းနည်းစိတ်ကူးသွားတာမျိုးတော့ရှိတာပေါ့ပြီးနောက်တညမှာဘလို့စလဲဆိုတော့ဖိုဘက်အိမ်ကသူနဲ့ခင်နေဆိုတဲ့အမျိုးသမီးကရောက်လာတယ်ပေါ့နော်ခေါ်တယ်ဆိုတော့တကားခောက်တယ်တကားခောက်နေကြတကားတော့မှုတော့အပြင်မှာလူမရှိတော့ဘူးအသေးဝင်လာတော့မှသူယောက်ျားနဲ့မျက်နှာချင်းဆိုင်ထိုင်နေတာကိုတွေ့ရတယ်အင်ဂျင်နီအောင်နဲ့အမျိုးသမီးကအိမ်ကနေပြီးတော့အင်ဂျင်နီအောင်နဲ့မိန်းမခဏဟိုတစ်စက်တုံလာပြီးတော့ရှေ့ကဒီဟင်းချိုခွက်တင်တယ်အဲ့ဟင်းချိုကမော့တောက်လိုက်တယ်မော့တောက်ပြီးတော့သွေးတွေအဲ့လေဒီမှာသွားတယ်ရောဒီအရင်
ဘယ်လိုပြောရမလဲရိုက်ပြထားတာတွေကရင်းကိုကြောက်စရာကောင်းတယ်အဲ့မှာသွားတွေရောသွေးတွေရောကြာလာတယ်အဲ့ကနေပြီးတော့ထောက်လျှောက်ချောင်းလန့်မှုတွေကထိမ့်လန့်စရာတွေကြီးပဲတကယ် rating အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်မပေးတတ်ဘူးဒီကားရဲ့ကြောက်လန့်မှုတွေကတော်တော်ဆိုးဆိုးဝါးပြဆိုတော့အဲ့ဒီအချိန်ကနေစပြီးတော့ထောက်လျှောက်ကြောက်စရာလန့်စရာကောင်းလာတဲ့ကြုံရတယ်သူယောက်ျားအဲ့ဒီတဲ့အချိန်မှာသူမိမကအပေါ်ကနေခွာပြီးလေပင်ညစ်တာမျိုးတွေတခြားမတရီစရာကောင်းတဲ့ဒီတရင်မျက်နှာတွေချောင်းလန့်မှုတွေအဲ့ကနေသူတို့စတာပေါ့ဗျအဲ့လိုဖြစ်တဲ့ချောင်းလန့်မှုတွေကြက်ကြက်ဖြစ်ပြီးတာတွေတရက်နဲ့အချောက်ခံပြီးမှမိမဖြစ်သူကတော့မနေနိုင်တော့တဲ့အတွက်ယောက်ျားကိုခေါ်ပြီးသွားရအောင်သူ့မိန်ကိုပြန်သွားနေရအောင်လို့ခေါ်ပါတယ်ဒါပေမဲ့ယောက်ျားကတော့ဘာလို့သွားမှာလဲပေါ့ဒီရင်ကငါ့အိမ်ဒါငါရဲ့ရွှေနေစာလေးနဲ့ဝေထားတာအဲ့ဒီတော့ငါမသွားနိုင်ဘူးသွားရင်မေးပဲသွားအဲ့လိုသူမိမကိုလည်းအစတော့သူကမသွားခိုင်းသေးဘူးသူနေခိုင်းသေးတယ်သူကကိုဝင်ကြီးနဲ့ပြစဉ်းစားကြည့်အဲ့ဒါကိုထက်နေခိုင်းတယ်အဲ့လောက်အရင်6တာကျန်းတဲ့ကို6နေတာအဲ့ဒီမှာလေသူမတော့သွားတယ်ဒီကောင်ကကြံခဲ့သေးတယ်တော်ပြီးတော့မှအဲ့ဒီအချိန်မှာကိုပဲချက်ချင်းကျန်းတဲ့6တာအဲ့ဒါသူတို့အိမ်ပြန်ပြောင်းနေတာပေါ့နော်အိမ်ပြန်ပြောင်းနေတာဆိုတာသူ့အမေဒီအမျိုးသမီးရဲ့အမေအိမ်မှာသွားနေကြတာပေါ့အဲ့အိမ်ကိုနောက်တစ်နေ့ကြာမှသူတို့ကလေးမွေးပြီးနောက်တစ်နေ့ကြာမှအိမ်ကိုအိမ်မော်ဆရာတွေခေါ်လာပြီးတော့အိမ်ကိုအဲ့ကားနဲ့မင်းနဲ့စီညတာပေါ့ဗျာအဲ့ကိုလုတ်ကြပြီးတော့ပြန်နေကြပြန်ရောဒီဖုန်းကြီးတွေပိုင်းနဲ့လည်းမဟုတ်ဘူးအဲ့လိုတရေနေနိုင်ပိုင်းလည်းမရှိဘူးဆိုတော့ဒါပေမဲ့အဲ့အိမ်မှာတော့ဒီအဆောင်တစ်ခုထားခဲ့လို့သူ့အမေကပြောတယ်မဟုတ်တော့သူတို့ပဲဆရာလို့ပြောအောင်ပါအဲ့ဆရာကအဆောင်တစ်ခုထားပေးခဲ့တယ်ဘာမှစိတ်ပူစရာမရှိတော့ဘူးဆိုပြီးပြောပြီးထားခဲ့တယ်အဲ့မှာပဲပြန်ပြီးတော့ထိမ့်လန့်စရာတွေကပြန်ပေါ်လာတယ်ဘယ်လိုလုပ်ဟိုဖြစ်မှာလဲပြစဉ်းစားကြည့်ဦးသူတို့တရေနေတိုင်းတာမျိုးလည်းမဟုတ်ဘူးဆိုတော့တရေကလည်းဘေးအိမ်မှာရှိနေတာအဲ့သူတို့ဘေးနားအိမ်မှာလည်းသူတို့ပြောနေတဲ့အနီရောင်အင်ဂျင်နီယာဝတ်တဲ့မျိုးသမီးဆိုတာလေအဲ့မှာလူမရှိဘူးနော်လူမနေရတော်တော်ကြာပြီအဲ့သူတို့လုံချုံရေးကိုမေးတော့လေအဲ့မှာလူမရှိအဲ့ငါတရေကလည်း6နေဒီငါတရေလားအဲ့ငါတရေလားဘလို့မှန်းလည်းမသိဘဲနဲ့အရန်ကိုထိန်လင်းကြောက်စရာကောင်းသူတို့က6နိုင်အောင်အစင်မဟုတ်တော့ဘူးဗျဘယ်လိုပြောရမလဲလူကိုတတ်မယ်ဆိုတဲ့ဖြတ်မယ်ဆိုတဲ့အစင်းကြီးပါရှိတယ်အဲ့တေးကားတွေကဒီတေးကားတွေကဒီထုံးစံတိုင်းတေးကားဆိုတာသိရနိုင်မယ်ထုံးစံတိုင်းမြုပ်ကွက်လေးတွေသိရမလားဝက်ဖေးလေးတွေနဲ့စိတ်ဝင်စားစရာကောင်းလောက်အောင်ပဲရိုက်ပြထားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်အစပိုင်းကပြောသလိုပဲထိုင်းကတော့ထိုင်းပါပဲကျွန်တော်အမြဲတမ်းပြောသလိုကျွန်တော်ကြည့်တယ်အင်ဒိုနီးရှားကားတွေရှိမယ်မလေးရှားတေးကားတွေရှိမယ်ထိုင်ဝမ်ရှိမယ်ဂျပန်ရှိမယ်ကိုရီးယားရှိမယ်တခြားကျွန်တော်တို့ဒီဟောလိဝုဒ်ဘက်ကထွက်လာတဲ့တေးကားတွေရှိနေတော့တခြားနာမည်ကြီးတေးကားတွေအများကြီးကြောက်စရာလန့်စရာကောင်းကြတယ်ထိုင်းကြတော့အဲ့တေးကားတွေရိုက်တဲ့နေရာမှာကျွန်တော်ရမ်းပို့ပြီးတော့ favorite ဖြစ်တယ်ပို့ပြီးသဘောကျတယ်ပြောမယ်ဆိုလို့ရှိရင်စိတ်ဝင်စားစရာကောင်းလောက်အောင်ရိုက်ပြနိုင်တယ်ဗျဒီချောင်းလဲမှုတွေကလည်းတခြားဒီဟိုဟာနဲ့မတူဘူးပေါ့နော်တခြားကားတွေမကောင်းဘူးလို့ကျွန်တော်မပြောဘူးကောင်းတယ်ဒါပေမဲ့ထိုင်းကားကအရန် perfect ဖြစ်တယ်လို့ကျွန်တော်ထင်တယ်ပြီးတော့လေအဲ့ကားကိုကျွန်တော်ကြည့်ပြီးညဘက်ပေါ့နော်ကျွန်တော်ညဘက်တယောက်လေးကြည့်တာတယောက်တည်းအိတ်တာပေါ့နော်အခန်းထဲမှာလည်းတယောက်တည်းအပြင်မှာလည်းမရှိဘူးသူကအခန်းတိုင်ခန်းကျွန်တော်တယောက်လေးဆိုတော့အရန်ကြောက်စရာကောင်းတယ်ကျွန်တော်ညအိတ်လို့မရဘူးအဲ့ကားကြည့်ပြီးတော့ကျွန်တော်ဒီဟာတကားလေးတကားလောက်ကျွန်တော်ထက်ကြည့်လိုက်ရသေးတယ်ဒါတော့စိတ်ထဲမှာရိုးရိုးရိတ်တဲ့အဲ့လိုအမူအရာလေးတွေပါကျွန်တော်ရင်ဘက်ကအဲ့လိုခံစားနေရတယ်ကျွန်တော်တေးကားတွေတောက်ချောက်ကြီးနေတာလည်းပါမှာပေါ့နော်ဒီရဲ့ပိုင်းလေးမှာကျွန်တော်တင်ဆက်ဖို့အတွက်တေးကားတွေရှာရင်းကြည့်မကောင်းရင်မပြောရင်လည်းပေါ့နော်ဒါပေမဲ့ဒီကားလေးနဲ့တွေ့မှကျွန်တော်ပြောပြတော့တာပေါ့ဆိုတော့ဒီစကားဆိုကြမ်းမယ်ရမ်းမယ်အဲ့လိုမျိုးကြိုက်လို့ဆိုတဲ့လူတွေမှပဲကြည်တင်တယ်ကျွန်တော်ပြောရရင်တောင်တန်ဒီဟာသာကားထိုင်းတေးဟာသာကားလေးတွေကြီးတဲ့လူတွေတွေတော့ဒီကားကိုကျွန်တော်ကြည့်ဖို့ကျွန်တော်မညွှန်းပေးချင်ဘူးဒီကအရန်ကြောက်စရာကောင်းတယ်နှလုံးရောဂါရှိတဲ့လူတွေအထူးသဖြင့်မကြည့်သင့်ဘူးအသက်16နှစ်အောက်လူငယ်တွေမကြည့်သင့်ပါဘူးဆိုတော့ကဲဒီကားလေးကိုကျွန်တော်အဆုံးထိကျွန်တော်မပြောတော့ဘူးကျွန်တော်အကုန်လုံးပြောလိုက်လို့ရှိရင်အဲ့မြုပ်ကွက်အဆက်လေးတွေအကုန်လုံးကပျောက်ကွယ်သွားပြီးတော့ကြောက်စရာမကောင်းတော့ဘူးစိတ်ဝင်စားစရာမကောင်းတော့ဘူးဖြစ်တော့မယ်တရေကားတွေမှာအဓိက main ကအဲ့ဒါတွေပဲအဲ့ကြောင့်မို့လို့ကျွန်တော်အဆုံးထိမပြောတော့ဘူးကဲအဲ့တော့အခုဘယ်နိုင်ထိုးပြီလဲကျွန်တော်စီမှာတော့7နိုင်ထိုးပြီဆိုတော့ဒီအချိန်မှကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်ငြိမ်လေးဘယ်လိုပြောရမလဲကျွန်တော်ပြောချင်တာစောင်းလေးခြုံတာနော်တကားဟုတ်တေချာပိတ်ဖျားစရှိကိုပြီးတော့မှအေးစစ်ကြည့်လို့ကျွန်တော်ကတော့ညွှန်ပေးချင်ပါတယ်ကဲအဆုံးလေးကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုကျွန်တော်ကကျေးဇူးအရန်ထူးပဲတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကနေကျွန်တော်နှုတ်ဆက်လိုက်ပြစီပါနောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြပါမယ်